နဲ့ဝေစာပွင့်ဖူးခြင်းရွစိနုနုချစ်ဘူးကလေးတွေရှင်ပန်းပေါက်ပွားဒါရှိတဲ့ဒုရဲ့ဒီမှာတနေရာစီဝေးကွာမြင်လေလွမ်းမရဲ့ချစ်လို့ပါကွယ်ကဲလုံးလက်ထီရဲ့ဦးတဲ့စာတငယ်လေးရဲ့နာကျင်ခံစားခဲ့ဦးရင်သူလေးမှတ်ထားမယ်တို့ကတော့မေးပြောက်လို့သာကျင်နာရီမပြတ်တာဘာကြောင့်လဲမရဲ့ချစ်လို့ပါကွယ်ရင်သာမခင်သာသူရဲ့ကြာမှကိုလေးချန်ခဲ့တော့တမင်တကာကြောခိုင်းရှောင်းလို့လာသာပြောက်ကလေးလိုလူမျိုးရဲ့လေလိုကဘာလို့တင်ချဲဝေလို့နဲ့မြေတနေရာစီလဲလေးပြေးသွားကြည့်ပါရာနာပဲတကားမပြောတဲ့လောကကြီးကိုတိုင်ကမငိုတော့ပါပန်းကလေးများမလန်းနဲ့ဖြစ်ဟာနေအောင်မမြင်လို့ပါငြိမ်းချမ်းတဲ့ကများပြောကအချင်းနာရီမလျော့တာဘာကြောင့်လဲ